လုံးမလားပါကျွန်တော်တို့ရင်ပတ်စံချာဗီဒီယိုခုကမှာကျွန်တော်ဒီပြောရမယ့်အချက်ကမနေ့ကလည်းဗီဒီယိုတင်ပြီးသွားပြီဒါပေမဲ့ဒါ short video လေးတင်ပြီးမယ်ပေါ့နော်အတူချုံလေးပေါ့နော်ပြောချင်တာတနေ့ကုန်ကနန်းတူ3လုံးအဲ့ဒီ3လုံးကမတူတဲ့ကနန်းတစ်ခုကိုခွာထားရမယ်ပြီးညနေအပူဖြစ်ရမယ်ပြောချင်တာမနေ့ညနေအပူပြီးရင်မနေ့ထိတ်နဲ့အဲ့ညနေအပူနဲ့တူနေတယ်မတူတဲ့အဒီမနေ့အပိတ်ကိုခွာထားမှာပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုရင်သူက break ယူလို့ရပြီပေါ့နော်ထားတော့ဟိုအလိုက်နားမလဲဆိုရင်4နှစ်လေးအခုဖြစ်သွား4နှစ်လေးပုံစံအတိုင်းเนาะအဲ့လိုမျိုးပုံစံတိုင်းပေါ့เนาะတူတဲ့ကဏ္ဍကမတူတဲ့ကဏ္ဍကိုခွာထားမယ်အဲ့ဒါဆိုရင်တူဒီညနေအပူဖြစ်ရမယ်ပေါ့เนาะတတိထားမှာညနေအပူဖြစ်မယ်တကယ်လို့မနေ့အပူဖြစ်နေပြီဆိုရင်တော့အပင်တွေကအများကြီးပဲအဲ့တော့ကြောင့်လို့ဒါညနေအပူဖြစ်မယ်အဲ့ဒါဆိုရင်တူတဲ့ပေါ့เนาะအခုအတိုင်းဆိုရင်ဒါတူတဲ့ဒီမှာ8တူတယ်ဆိုရင်ဒါ83 break ပေါ့เนาะဒီမှာ3ညတူတယ်ဆိုရင်9 3 break ခွန်တူတယ်ဆိုရင်2ခွန် break 4တူတယ်ဆိုရင်4ကို break power break ကိုယူရပါတော့ dead power break ဒီမှာ2ဆိုရင်2 break လာပြီပေါ့နော်6တူတယ်ဆိုရင်4ကို break 6တူတယ်ဆိုရင်4ကို break 6တူတယ်ဆိုရင်4ကို break 1တူတယ်ဆိုရင်6 break 8တူတယ်ဆိုရင်3 break ဒီမှာ8တူတယ်ဆိုရင်3 break 6တူတယ်ဆိုရင်4ကို break 8တူတယ်ဆိုရင်3 break 3ညတူတယ်ဆိုရင်9 break 5တူတယ်ဆိုရင်9 break အဲ့တိုင်းမှာ4တူတယ်ဆိုရင်4ကို break 8တူရဆိုရင်83 break 2တူရဆိုရင်2ခွန် break ခွန်တူရဆိုရင်2ခွန် break 1တူရဆိုရင်6 break အားလုံးပေါင်းအပင်20ရှိရယ်ဟိုအပြည့်စုံမနက်ကောညောင်အပူတွေပါတဲ့ဟာဆိုရင်တော့သူအပင်60လောက်ရှိမယ်ဒါပေမဲ့သူကကြောက် dead power နက်ခတ် break ပါခေါ်မှာများတယ်ပေါ့နော်ဒီမှာဆိုရင်တော့ dead power break ပဲကဲအခုအတိုင်းဆိုရင်4နှစ်4ဒီ4တူရကြောင့်မလို့4 break ပေါ့နော်ကဲကျွန်တော်ရဲ့channel လေးကို subscribe လေးလုပ်ခဲ့ပါအောင်နော်